နံပါတ်3ဘိုင်းအစီကြားစေခြင်းနဲ့စောနဲ့အစီနဲတဲ့အစားအစာတွေရွေးစားတာအစီနဲတဲ့အစားအစာတော်တော်များများအစီထုတ်ထားပြီးတော့စားကောင်းအောင်လို့တခြားနဲ့တခြားအရသာမုံတွေထည့်ထားတာများတဲ့အတွက်သူတို့ကြီးပဲအားကိုးပြီးတော့စားလို့မရအောင်ဒီတော့အစင်သင့်အစီထုတ်ထားတဲ့အစားအစာတွေအစားထောပတ်တီအစီဆန်အစီများတဲ့ငါးတွေနဲ့စက်ဥအနှစ်တို့လိုမျိုးတဘာဝအစားအစာတွေပဲရွေးပြီးတော့စားပါနံပါတ်4စိတ်ပြည့်စုံမှုပြေရောအောင်မနေခြင်းစိတ်ပြည့်စုံမှုကအဝလွန်စေတဲ့ပြဿနာဘိုင်းမှာအစီစုစေတဲ့ပြဿနာနဲ့တခြားကျန်းမာရေးပြဿနာအားလုံးရဲ့အတန်တိတ်လူသက်သမားလိုတောင်ပြောလို့ရပါတယ်စိတ်ဖိစီးမှုများလေခါတဝိုက်အစီတောင်လှုံ့ဆော်တဲ့ကော်တီဇောဟော်မုန်းထွက်လာလေဖြစ်ပြီးတော့ပို့ပြီးတော့ဝါလာမှာပဲဖြစ်ပါတယ်နံပါတ်5ကယ်လိုရီအလွန်ကျွံလျှော့စားတာကယ်လိုရီလျှော့စားလို့နော်အစားငတ်ခန္ဓာစတွေကပိန်စီတဲ့အချက်တွေလို့ထင်ရပေမဲ့ဘာကယ်လိုရီမှမဝင်တာကြာလာတဲ့အခါကိုယ်ခန္ဓာမှာ starvation state လို့ခေါ်တဲ့အဆင့်တစ်ခုကိုရောက်သွားတယ်။အဲ့ဒီဆင့်ရောက်သွားပြီဆိုရင်ဒီကိုယ်ခန္ဓာစွမ်းရည်ထုတ်ဖို့အတွက်ကုန်ကြမ်းမရှိတော့တယ်လို့မျိုးဘာပဲစားအစီဖြစ်စုထားတဲ့အခြေအနေကိုရောက်သွားပါတယ်